ပေါ်တူဂီအသင်းနဲ့စပိန်အသင်းနဲ့ပွဲစဉ်မှာစပိန်အသင်းက1-0နဲ့နိုင်သွားတယ်ပေါ်တူဂီရှုံးသွားတယ်ပေါ့ဗျာအချိန်ပုံမှာတွင်းသွားတယ်ဆိုတော့ပေါ်တူဂီရှုံးသွားတဲ့ဆိုတဲ့နေရာမှာအများစုကလက်ရှိမှာကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့အဓိကအန်ဒီရိုနယ်ဒိုဖန်တွေပေါ့ဗျာရိုနယ်ဒိုဆိုလို့ရှိရင်ဘာနေနေကိုဗလိမ့်မှုထိုင်ဆောင်နေရဒါပေမဲ့ရိုနယ်ဒိုပွဲတွေကိုကြည့်ရတဲ့ဒီကောင်တွေပဲရိုနယ်ဒိုရဲ့အသေးသေးကစားသိနေတာလေဒီကောင်တွေပဲဖေးနာမည်တော့မသိတဲ့ကောင်တွေကရိုနယ်ဒိုနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုပြောရမလဲအသေးလေးအစားဒီကောင်တွေသိတယ်မှတ်ထားတယ်ပြီးရင် blame လုပ်တယ်ပေါ့နော်ဆိုတော့ရိုနယ်ဒိုအကြောင်းရင်းတင်လိုက်ရမှန်းသိသွားတဲ့ခါကျတော့ဒါတွေပေါ်လာတာတော့မဆန်းပါဘူးဒါပေမဲ့အဓိကဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့ဒီလိုအချိန်မှာကျွန်တော်တို့ generation ထက်ကိုဗျာကြီးတဲ့ generation တွေရှိတယ်နောက်ကျွန်တော်ထက်ငယ်တဲ့ generation တွေရှိတယ်ဆိုတော့အဲ့ဒီခေတ်3ခေတ်လုံးမှီခဲ့တဲ့ကစားသမားလည်းဖြစ်တဲ့အပြင်ဟိုမှာနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီလူငယ် life မှာဗျာဒီသူ့ရဲ့ကစားဟန်တွေသူ့ရဲ့ prime time တွေကိုကြည့်ပြီးကျွန်တော်တို့ကြီးပြင်းလာတယ်ဗျာဆိုတော့သူလက်ရှိအချိန်မှာကောင်းခြင်းမကောင်းခြင်းဆိုတာထက်သူ့ကိုကျွန်တော်တို့ထိုင်ပြီး blame နေမဲ့အစားသိလားကျွန်တော်ရဲ့တကူတော်အမြင်ပေါ့ဗျာသူ့ကိုထိုင်ပြီးတော့ blame လုပ်နေမဲ့အစားသူ့ရဲ့ဘာလို့ပြနိုင်လဲဆိုတဲ့အရာကိုကြည့်ပြီးတော့ကျွန်တော်တို့အမြင်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒါကိုကြည့်ရဗျာကောင်းတဲ့ဘက်ကကြည့်တယ်လို့ပြောချင်တယ်ပြောပေါ့နော်ဒါပေမဲ့တခုကဘာလဲဆိုတော့ရိုနယ်ဒိုဆိုလို့ရှိရင်လူတွေကအများစုပေါ့ဗျာဟိတ်တာတွေပေါ့ခွေးအောင်နဲ့ထားတော့မကြည့်တတ်ဘူးဆိုပေမဲ့လေချိုးဟာတွေကပြောရမလို့ရက်ွက်တွေကလမ်းဟိုဘက်လမ်းဒီဘက်ထိပြေးခိုင်းရင်တော့မှအမျိုးနဲ့ခေါ်ရမယ်အရွယ်တွေဗျာသူတို့အရွယ်တွေမှာအဲ့42နှစ်ဆိုတဲ့အရွယ်မှာဒီကလူတွေ blame နေတဲ့လူတွေကဆိုတော့အဲ့ဒီ42နှစ်အရွယ်ကဟိုမှာကစားပြနေတာမိနစ်100ကျော်လုံးကွင်းထဲမှာဗျာပြေးသွားပြီးကစားနေတာဗျာသိလားblame လုပ်တာပြောရတယ်သူတို့ကိုသူတို့မရှက်တာလို့ကျွန်တော်တော့ထင်တယ်ဗျာဘာလို့စောင်းရှက်ဖို့ကောင်းတယ်ဗျာဒီအကြီးကငါ blame လုပ်နေတဲ့ကစားသမားကဘလူလူလဲငါဘလူလူလဲကျွန်တော်တို့ကဘောလုံးပရိသတ်ဗျာကျွန်တော်တို့ဘောလုံးပရိသတ်ဘောလုံးကစားတာကိုကျွန်တော်တို့ဝါသနာပါတယ်ဘောလုံးကစားတာကိုကြည့်ရတာလေဝါသနာပါတယ်ဘောလုံးကိုလည်းချစ်မြတ်လို့လေဆိုတော့ဘောလုံးပရိသတ်တယောက်အနေနဲ့ကျွန်တော်တို့ကကြတော့ဘလူနေတယ်လို့မေးလို့ရှိရင်ကျွန်တော်တို့ကသူတို့ဘာတွေလုပ်ပြလဲဆိုတော့ကျွန်တော်တို့ကကြည့်ကြတယ်ဒီကစားသမားတွေဒီကမ္ဘာဖလားမှာရှိနေတာဟိုကဒါကျွန်တော်တို့အတွက်ကံကောင်းကြီးတစ်ခုပဲဗျာကြီးကွင်းရတာပေါ့နော်နောက်ထပ်လာမယ့် generation တွေဒီຢာတွေကိုမမြင်ရတော့ဘူးဗျာသိတာဒီကစားသမားအခုဗျာခင်ဗျားတို့မုန်းပါလေဆိုတော့ Ronaldo နောက်နေ့လာမယ့်ကမ္ဘာဖလားမှာ तू မပါတော့ဘူးဗျာ तू မကစားတော့ဘူးဆိုတော့ပေါ်တူဂီအသင်းဆိုတဲ့အနေအထားတစ်ခုမှာ तू မပါတော့ဘူးဆိုတဲ့အသီးတစ်ခုနဲ့နေကြည့်ရတာလုံးဝရဗျာပေါ်ရှုကြီးဖြစ်သွားပြီဗျာသိတာခင်ဗျားတို့တော့မသိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အမြင်ရဆိုလို့ရှိရင်ဒီဥပမာဗျာကျွန်တော်တို့ဒီလက်ရှိမှာဆိုလို့ရှိရင် Ronaldo Messi နောက်ပြီးတော့ Mbappe နောက်တစ်ခုကကျွန်တော်ဒီ Yamal စသဖြင့်အများကြီးဗျာရှိသေးတယ်ကစားသမားတွေအဲ့လိုကစားသမားတွေလက်ရှိမှာHaaland တို့ဒီလိုကစားသမားတွေကမ္ဘာဖလားမှာကစားဝင်ရတာကိုကြည့်နေရတာကျွန်တော်တို့ကပျော်ကြီးကြည့်နေရမှာဗျာသိတာသူတို့ဘာတွေလုပ်ပြမလဲသူတို့ဘယ်လိုတွေကစားပြမလဲဘယ်လိုပါရမီတွေချပြမလဲဘယ်လိုဂိုးတွေသွင်းမလဲဘယ်လိုအသေးပေါ်တွေကို assist လုပ်မလဲဘယ်လိုမျိုး teammate တွေရှိမလဲပေါ့ဗျာဆိုလိုချင်တဲ့ပေါ့ဒါတွေကိုကျွန်တော်တို့ကပျော်ကြီးကြည့်ရမှာဒါကြည့်ဝင်ရတယ်ဆိုတာကျွန်တော်တို့ဒါအင်တန်ဘောလုံးပရိသတ်တခြားပရိသတ်ကတော့ဒီအကြောင်းပြောရင်ရီနေရီမှာပဲဒါသူတို့ကဝါသနာမပါတဲ့လူတွေတော့ကျွန်တော်ဒီထဲမှာထည့်မပြောဘူးနော်ဒါဘောလုံးပရိသတ်တွေအတွက်ပဲကျွန်တော်ပြောဘောလုံးပရိသတ်အနေနဲ့ဆိုလို့ရှိရင်ဘောလုံးပရိသတ်တယောက်အနေနဲ့ဆိုလို့ရှိရင်ဒီဟာကအင်မတန်ဒါကန်ထူးတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီကစားသမားတွေအများပြားကစားနေတဲ့အချိန်မှာကျွန်တော်တို့ကြည့်ခွင့်ရဆိုတော့အဲ့ဒီဟာကိုဗျာလူတချို့တော့ကျွန်တော်မသုံးချင်ဘူးဗျာသိတယ်မလားတလိမ့်ဆန်တချို့လို့သုံးရင်တော့ပိုမှန်အဲ့ဒါကိုဗျာအဲ့ဒီအဖွဲက blame တွေထိုင်ပြီးတော့ blame လုပ်တယ်ပြီးရင်ပေါ်တူဂီရှုံးလာတဲ့ Ronaldo ကြောင့်သူကလုံးဝတတ်မှတ်ပြီးသားပေါ်တူဂီဘယ်တော့ရှုံးလဲဆိုတော့လည်းထိုင်ဆောင်နေတာဒီကောင်တွေပဲပေါ်တူဂီ fan တွေတော့မှကျွန်တော်ထင်တယ်အဲ့လောက်ထိအသေးစိတ်တိုင်းမကြည့်တော့ဒီကောင်တွေကပေါ်တူဂီပွဲမှာတစ်စက္ကန့်တော့မလွတ်ဘူး Ronaldo ဘယ်အချိန်မှားမလဲဘယ်အချိန်ဘောလုံးလွဲချော်မလဲဘယ်အချိန်မှာကွင်းထဲကထွက်သွားမလဲဆိုတော့ထိုင်ဆောင်နေတဲ့ကောင်တွေတီးတန့်အောင်ရှိတယ်သိလားဆိုတော့အခုနပြောလို့ပဲဗျာဖေးနာမည်တော့မသိတဲ့ကောင်တွေက
ရိုနယ်ဒိုဝစ်တဲ့အတွင်းငယ်စာဒီကောင်တွေတည်တယ်တေချာလည်းမှတ်ထားတယ်ပြီးရင် blame လုပ်ဖို့အတွက်ပေါ့နော်အဲ့တော့အဓိကဒီနေ့ခေတ်မှာလည်းဗာလဲဆိုတော့ Ronaldo ကွင်းထဲမှာရေတောက်တာအစားသတင်းတပုတ်ဖြစ်နေတဲ့ခါကျတော့ဒီလိုခေတ်မှာဒီလို haters တွေဒီလိုမျိုး attention ရှာတဲ့ကောင်တွေပေါ်လာတာတော့တိတ်တော့အထူးဆန်းတော့မဟုတ်ဘူးဒါပေမဲ့ attention ရဖို့အတွက်တီးတဲ့နဲ့ထိုင်ပလိန်နေတဲ့ကောင်တွေကတကယ်တကယ်ကျတော့တကယ်ကိုရှက်ဖို့ကောင်းတယ်နောက်ပြီးတော့ဒီပြီးခဲ့တဲ့ Ronaldo ဒီကျော်ပေါ်တူဂီနဲ့စပိန်နဲ့ပွဲမှာတပွဲလုံးတေချာကြည့်တဲ့လူတွေဆိုလို့ရှိရင်သိလိမ့်မယ်ပေါ်တူဂီရဲ့ teammate တွေပေါ်တူဂီရဲ့အစုအဖွဲ့ကဘယ်လောက်ထိစီလုံးမှုမရှိတယ်ဆိုတဲ့ case တွေနောက်ပြီးတော့ကျွန်တော်တို့ဒီဘလိုကစားနေတယ်ဆိုတဲ့ဟာတွေကတော့တကယ်ကြီးရဲ့လူဆိုရင်တော့သိမယ်ဗျာသိတာကျွန်တော်အဲ့ဒါတော့အဓိကအဲ့အကြောင်းပြောချင်တာမဟုတ်ဘူးဗျာဒီအခုဒီနေ့မနေ့မှာ Facebook မှာ YouTube မှာရောTikTok မှာတွေ့နေရတဲ့ဟာတွေကကျွန်တော်တို့ Ronaldo fan တွေအတွက်ကတော့ပြောမှဆိုလို့ရှိရင်ဒေါသတော့ထွက်တာပေါ့ဗျာငါတို့အားပေးတဲ့သူတယောက်ဒီကောင်းနေဒီလိုမျိုးဟိုကလုပ်တယ်ဒါပေမဲ့အဲ့လိုမျိုးကြီးတော့ live ပြောဖို့တော့လည်းမရှိပါဘူးဒါပေမဲ့ဘယ်တော့မှလည်းကျွန်တော်ဒီလိုဗီဒီယိုလည်းမလုပ်ခဲ့ဘူးဒီလိုမျိုးလည်းမတင်ဘူးဟို Facebook မှာလည်းကျွန်တော် post မတင်ဘူးဒီနေ့မနေ့ကတော့ကျွန်တော်တော်တော်လေးစိတ်လည်းဆိုးတယ်မူးကလည်းတိတ်မကောင်းနေတဲ့အခြေအနေဗျာဆိုတော့အဲ့ဒီအောင်မှတချို့အသက်ကြီးပြီးအခြေမစည်းတဲ့အဖိုးကြီးတွေကဒီလိုမျိုး blame လုပ်နေတဲ့ post တွေအများကြီးတွေ့ရတော့တော်တော်လေးတဲ့ဟိုဖြစ်လို့ဒီနေ့ဗီဒီယိုလုံးလဲရခြင်းဖြစ်ပါတယ် Facebook မှာလည်းကျွန်တော် post တင်လိုက်တယ်ဆိုတော့တကယ်လို့သဘောထားမတူကွဲလွဲတာရှိရင် comment မှာကြိုက်တယ်လို့ဝေဖန်ထောက်ပြလို့ရပါတယ်ကျွန်တော်ကဒီကစားသမားကိုကြိုက်လို့နောက်တစ်ယောက်ကိုမုန်းပါဆိုတော့တော့ကျွန်တော်မှမရှိဘူးမက်ဆီကိုလည်းကြိုက်တယ်ရိုနယ်ဒိုလည်းကြိုက်တယ်မက်ဆီကိုရိုနယ်ဒိုကိုမက်ဆီထက်ပိုပြီးအားပေးတယ်ဒါပဲအဲ့တော့မက်ဆီပွဲလည်းကျွန်တော်ကြည့်တယ်မနေ့ကဆိုပြင်သစ်နဲ့အာဂျင်တီးနားပွဲစောက်ရမ်းကြည့်လို့ကောင်းတဲ့ပွဲဗျာသိလားဟိုကမ္ဘာ့ဖလားရဲ့တကယ်အနှစ်သာရအပြည့်ပေါ့ပြေဝပေးတယ်ဘာပေးနဲ့မက်ဆီနဲ့အပြိုင်ဆိုင်ဆိုတော့အဲ့ဒီဟိုကျွန်တော်တို့ဘောလုံးပွဲကြည့်တာဘောလုံးပွဲလို့ပဲကြည့်တာပေါ့နော်အဲ့တခုတော့ရှိရင်ဒီလောက်ပါပဲမိနစ်လည်းများနေပြီဆိုတော့